တိုင်ငန်းကင်ဆာဟာကြိုတင်ကာကွယ်ခြင်းနဲ့ကုသခြင်းကိုလုပ်လို့ရနိုင်တဲ့ကင်ဆာတွေကတစ်ခုဖြစ်ပါတယ်ရှင်။ဒါပေမဲ့တိုင်ငန်းကင်ဆာရောဂါဟာကမ္ဘာတစ်ဝန်းရှိမျိုးသမီးများတွင်စတုတ္ထမြောက်အဖြစ်များဆုံးကင်ဆာရောဂါတစ်ခုဖြစ်ပြီး2022အတွင်းမှာရင်ဒူနာပေါင်း6,600,000 ခန့်ရှိခဲ့ပြီးတော့သေဆုံးသူပေါင်း3,500,000 ခန့်ရှိခဲ့ပါတယ်။ဒါဟာဘာကြောင့်လဲဆိုတော့ကုသလို့မရနိုင်တာမဟုတ်ပဲ cervical ကင်ဆာကိုကြိုတင်ကာကွယ်ဖို့အတွက်ကိုလေးလူရှုထားကြလို့ပဲဖြစ်ပါတယ်။ဒီတိုင်ငန်းကင်ဆာရောဂါဟာရောဂါစာပိုင်းမှာလက္ခဏာမပြတဲ့အတွက်အမျိုးသမီးများစုဟာကိုအန္တရာယ်ရှိရဆိုတာမသိကြပါဘူး။တိုင်ငန်းကင်ဆာရောဂါဟာ HPV Human Papilloma Virus လို့ခေါ်တဲ့ဗိုင်းရပ်ပိုးကူးစက်ခံရခြင်းကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ရောဂါလက္ခဏာတွေဖြစ်ပေါ်လာတဲ့အချိန်မှာနောက်ကျသွားပြီဖြစ်လို့ဖြစ်ခင်တွေကကြိုတင်ကာကွယ်ဖို့ကအရန်အောင်မှအရေးကြီးပါတယ်ရှင်။တိုင်ငန်းကင်ဆာဟာ90%အထိကြိုတင်ကာကွယ်နိုင်တဲ့ကင်ဆာရောဂါတစ်မျိုးပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မိန်းကလေးများအနေဖြင့်အသက်15နှစ်မတိုင်မီ HPV ကာကွယ်ဆေးအပြည့်အဝထိုးနှံခြင်းမျိုးသမီးများအနေနဲ့အသက်35နှစ်နဲ့45နှစ်ဝန်းကျင်အတွင်းအနည်းဆုံး2ကြိမ်တိုင်ငန်းချွေးမြစ်စစ်ဆေးမှုခံယူသင့်ပါတယ်။ကိုကျမရေကိုဂရုစိုက်တယ်ဆိုတာကဘယ်တော့မှလိုတယ်ပိုတယ်ဆိုတာမျိုးမရှိပါဘူး။ဆေးရုံရဲ့ချိန်တစ်ခုစမ်းသပ်စစ်ဆေးမှုတစ်ခုချိန်ပိုင်းခြားတစ်ခုစမ်းသပ်စစ်တစ်ခုအဲ့ဒါလေးတွေကနေကိုယ့်ရဲ့အနာဂတ်ကိုစိတ်ကူးရင်နာလေးတွေရတက်မသွားအောင်ကိုယ့်ရဲ့အိမ်မက်တွေကိုဆက်လက်ပုံဖော်နိုင်အောင်ကိုချစ်ရတဲ့လူတွေနားမှာအချိန်ကြာကြီးတူတူရှိနေနိုင်အောင်ကိုယ့်ရဲ့ဘဝကိုအကောင်းဆုံးဖြတ်သန်းနိုင်အောင်တိုင်ငန်းကင်ဆာရောဂါဖြစ်ပွားခြင်းမှာကာကွယ်ပေးနိုင်ပါလိမ့်မယ်ရှင်